တွားရောက်တော့ဘုရားကြာကုန်တော့ဘာသာတော်ရှင်မြတ်တို့အားမုံမြတ်တော်ဘုရားဝင်နေဒီဖန်တဲ့သင်္ကန်းကျသတ္တဗဝိတုသုတ္တုကိုသက္ကလူတိုင်းရတော့ဒါနကိုဖိကြား၍အရက်လေးနဲ့နာမကြောက်ရောက်လာကြတော့ဓမ္မမိတ်ဆွေသူတော်ကောင်းဘုရားအားကိုယ်ဝင်အခါရတော့ဒါနကုသိုလ်စောင့်ကြည့်ရတော့သီလကုသိုလ်နာကြားရတော့ဓမ္မကောင်းလာကုသိုလ်ပွားများရတော့ဘာဝနာကုသိုလ်ကစေရနာရတို့ကြောင့်ဒီတော်မှာဒီသားတို့ဒီယေဟောဝါစ၍နေထိုင်ရောက်သည့်ဘဝတိုင်အောင်ဒီရာဘဝတိုင်းတို့၌မရှိမသိမရဘူးတော့စကားကိုလည်းဒီတော့ခါမှာမကြားရပါလို့ဒီမှာကမ်းမှာဆွတ်ကြပါဘူးတော့စကားကိုလည်းဒီတော့ခါမှာမပြော